ဒီဗီဒီယိုဖိုင်ကဂျပန်ရောက်ချင်းမှာပဲရေပြဿနာဖြစ်ကြတဲ့ညီလေးညီမလေးတွေကျွန်တော်လာမေးတယ်ပေါ့နော်2ယောက်3ယောက်3-4ယောက်လောက်ရှိတယ်ဘာလို့လဲဆိုရင်ကိုကြီးရေးတဲ့ရေပြဿနာဖြစ်နေတယ်တဲ့ဘလို့ရေတောက်လဲပေါ့ကလိုရင်းနန်လို့သပင်ကျွတ်လို့အမျိုးမျိုးပဲပေါ့နော်လာမေးကြတယ်ကျွန်တော်လည်းဂျပန်ရောက်ခါစားကရေကိုအခက်အခဲဖြစ်ပါတယ်ကလိုရင်းနန်လို့မတောက်နိုင်ပါဘူးဒါပေမဲ့ကျွန်တော်တပူးနှစ်ပူးတစ်ရက်နဲ့ဝဲတောက်တယ်နောက်နေ့ကျတငယ်ချင်းညီလေးအကိုကြီးတဲ့တလုံးမတောင်းနဲ့ဒါကပိုတန်နေတဲ့ဒီတိုင်းလေးတောက်ပါဆိုတာနဲ့မိတ်ဆက်ပေးရတဲ့သူရဲ့ကျေးဇူးနဲ့ကျွန်တော်လည်းတီးထွားခဲ့တယ်ပေါ့နော်ဒါကတော့ရေ998ရန်နဲ့ရေတပူကိုဝယ်ပြီးတော့ဒီဘူးကောင်းနေတဲ့၍ဒီဆက်မှာနောက်ထပ်ဘယ်နှကြိမ်မဲ့ထည့်တဲ့6လပဲကြာတစ်နှစ်ပဲကြာ free ထည့်လို့ရတယ်ပေါ့နော်ရေဘူးလေးကိုတန်းရထားပြီးတော့တုံးမယ်ဆိုရင်အကြာကြီးတုံးလို့ရပါတယ်ကိုပတ်ဝန်းကျင်မှာဘာတွေရှိလဲဆိုတာစုံစမ်းမှာကိုအတိမိတ်ဆွေတွေကိုလည်းမေးပါဘာပဲပြောအဲ့ဒါကဖြတ်တန်းတာပို့လွယ်ကူပါတယ်ကြောက်တဲ့စိတ်နဲ့မနေပါနဲ့ကြောက်တဲ့စိတ်နဲ့နေရင်ပိုဆိုးပါတယ်ဒီရှိမှမြင်နေရတဲ့ဆိုင်မှာထည့်မယ်ပေါ့နော်ခုဆူရီယာဆိုတဲ့ဆိုင်မှာကျွန်တော်စီမှာတော့ဒီဆိုင်မှာရပါတယ်တခြားနေမှာတော့မသိပါဘူးเนาะဒီမီးပွိုင်မှာဒီအဝါရောင်ခလုတ်လေးကိုနှိပ်ပြအောင်နှိပ်ပါလူကူမြင်ကြမှာအဲ့ဒါမှမီးစိမ့်ပါမယ်ဒီမှာစပိန်ထားတဲ့နေရာဆိုရင်လည်းဂယူဆိုင်ပါရောက်ခါစားလူတွေအတွက်ရန်ခက်ခဲပါတယ်တယောက်တည်းနေရတယ်တယောက်တည်းပဲမပါတာမျိုးတွေအဲ့လိုမျိုးဆိုရင်ပူဂယူဆိုင်ပါဘယ်ကြီးမြန်မာစာမရှိဘူးဂျပန်လိုတွေရေးထားတဲ့အတွက်ကြောင့်နည်းနည်းလေးတိုင်ပတ်ပါတယ်ဒါပေမဲ့လောက်ကြည့်ပါမှားရင်လည်းပဲတစ်ခါပဲနောက်တစ်ခါမှန်သွားလိမ့်မယ်ရဲနဲ့လို့အဲ့ဒါကပို့ပြီးတော့ဖြတ်တန်းလာလွယ်ကူတယ်ကျွန်တော်တော့အတိညီလေးရလဲကျွန်တော်ကူညီပေးတယ်ကျွန်တော်ကိုယ်တိုင်လည်းရှောက်လုပ်ကြည့်တယ်ကျွန်တော်တော့အရင်မခက်ခဲခဲ့ဘူးပေါ့နော်ဆိုင်ရဲ့အဲ့လိုဒေါင်လေးတွေမှာဆက်လေးတွေရှိတယ်ပေါ့နော်ဒီမှာရေတန်းထဲတဲ့နေရာရဲ့ရေကျင်းတဲ့နေရာရဲ့နှစ်ခုရှိတယ်ပထမဆုံးညာဘက်မှာရှိတယ်ရေဘူးထဲမှာအညစ်အကြေးကိုကျင်းမယ်လက်မလေးနဲ့စကန်လေးကိုဖိလိုက်ရင်ရေထွက်လာမယ်အဲ့ရေနဲ့လေးနဲ့ရေကိုကျင်းပြီးဒီမှာပြန်တွန်းခဲ့မယ်ဒီမှာလည်းပြပေးထားတဲ့1နှစ်တုံးဆိုပြီးတော့ဆိုကူတို့စွတဲတို့ဒီဘက်မှာဆိုရင်ဒီကွန်ပျူတာလေးကိုထောက်လိုက်ထောက်ပြင်ဘူးအကြီးအသေးကိုရွေးလိုက်ကျွန်တော်ကတော့ဘူးကြီးဝယ်ထားလို့ဘူးကြီးကိုရွေးလိုက်မယ်ဒီမှာဆိုရင်အပိတ်လေးကိုဒီထဲမှာထည့်မယ်သူအဲ့အပိတ်လေးကိုလေနဲ့ပြန်ဆေးပေးတယ်ဒီမှာတော့ပထမဆုံးကိုရဲ့ဘူးရဲ့ဒစိမ့်လေးကိုကြည့်ပါအဲ့မှာစကန်လေးပါတယ်အဲ့စကန်လေးနဲ့အနက်ရောင်လေးနဲ့ကိုတက်တက်လေးဖြစ်အောင်ထည့်မယ်နော်အဲ့မှာရေထွက်လာမှာမဟုတ်ရင်စကန်နဲ့ဒီလိုမျိုးမတည့်ဘူးဆိုရင်ရေမထွက်တော့ဘူးเนาะဒီမှာပထမဆုံး198ရန်ရှိတယ်998ရန်ရှိတယ်အဲ့နှစ်ခုကိုရေပထမဆုံးဝယ်မဲ့လူတွေကရေဘူးကိုအရင်ယူပြီးကောင်းတာမှာပတ်စံတော့ရှင်းပါရှင်းပြီးမှဒီကိုပြန်လာရေထည့်ပါကျွန်တော်998ရန်တောင်ဝယ်ထားပြီးတော့တုံးလိုက်တယ်ပဲပေါ့နော်ရေဘူးကြီးတာဆိုတော့ပို့ပြီးတော့ကြာတုံးရတယ်ပေါ့နော်ဒီမှာဆိုရင်ပါဆန်နဲ့လည်းပြပေးထားတယ်ပါဆန်နဲ့ပြပေးထားတဲ့အတွက်ကြောင့်ကိုကရေဘလောက်ဝင်နေလဲဆိုတာလည်းကြည့်စရာမလိုအောင်းငုံပြီးတော့ဒီကွန်ပျူတာလေးမှာကြည့်ရင်မြင်နိုင်တယ်ပေါ့နော်100%ပြည့်ရင်ရေဘူးကိုထုတ်တဲ့ပုံစံလေးသူပြပေးတယ်ကိုအသားလေးဆွဲထုတ်လိုက်ရုံပဲပြီးရင်အပိတ်ကိုလည်းနှုတ်မဲ့ပုံစံလေးအပိတ်ထုတ်ရမယ့်ပုံစံလေးပြပေးထားတယ်အပိတ်ကိုမမေ့စေနဲ့နော်တော့အပိတ်ပြောင်းလို့လိုက်ရှာနေမယ်ဒါပါပဲရေတဘူးရခဲ့ပြီပေါ့နော်တယောက်တည်းဆိုပြီးတော့နေရတဲ့လူတွေအစင်မပြေတဲ့လူတွေမကြောက်ပါနဲ့ကိုယ့်ကိုရှောက်လုပ်ကြည့်ပါမှားလဲတစ်ခါပဲနောက်တစ်ခါမှန်သွားလိမ့်မယ်နော်ဘာပဲပြောအဝေးမှာနေရတာဘယ်ကြီးဂျပန်လိုတွေကြီးတဲ့ရေးထားရင်ကြောက်တဲ့စိတ်ကပိုဝင်တတ်ပါတယ်အတီတွေကိုလည်းမေးပါကိုယ်တိုင်လည်းစုံစမ်းပါဒီမှာရေတဘူးရခဲ့ပြီပေါ့နော်ကိုယ့်ရဲ့နီးစပ်ရဆိုင်တွေကိုမေးကြည့်ပါနော်အဆင်ပြေကြပါစေနော်ဒါကပြန်လည်မျှဝေတာပါ